ဒီနေ့ပြပြပေးသွားမယ့်အကြောင်းအရာကတော့ silent treatment နဲ့ပတ်သက်ပြီးတော့ပြပြပေးသွားမှာပါတခါတလေမှာတွေ့ကြုံရတဲ့ရုပ်တရက်သစိမ်းဆန်မှုတွေကိုနဲ့ခင်နေတဲ့ပေါင်းတင်ဆက်ဆံနေကြလူတစ်ယောက်ကရုပ်တရက်ကိုပေါ်မှာအေးဆက်သွားတာဒါမျိုးရင်ကြုံမှုကြလားတော့မသိဘူးပေါ့နော်ဒါကိုsilent treatment လို့ခေါ်တယ်ပေါ့နော်အဲ့တော့ဘာလို့ဒီလိုမျိုးဖြစ်သွားတာလဲသူနဲ့ရင်တော့ကတော့ဒီလိုမျိုးမဟုတ်ဘူးရုပ်တရက်ဘာလို့ကိုပေါ်အေးဆက်ဆက်ဖြစ်သွားတာလဲဒီလိုမျိုးအခက်မသိဖြစ်ပူတာလည်းမရှိပဲနဲ့ရုပ်တရက်ကကိုပေါ်ဘာလို့သစိမ်းဆန်သွားတာလဲဒီလိုမျိုးမေးစရာမေးခွန်းတွေအများကြီးရှိမှာပေါ့နော်အကယ်၍ဒီလိုမျိုးကိုပေါ်သစိမ်းဆန်သွားတဲ့သူကကိုနဲ့အနီးကပ်ဆုံးမှာနေရတဲ့လူမျိုးဖြစ်နေပို့လောင်ဆိုးသေးတယ်ကိုကတော့အဖြေရှာနေရတာပေါ့နော်ဘာလို့လဲဒီလိုအတွေ့အကြုံမျိုးကြုံမှုတဲ့သူလည်းရှိမယ်မကြုံမှုတဲ့သူလည်းရှိမယ်ဒါပေမဲ့ဒီလိုအတွေ့အကြုံမျိုးကြုံမှုတဲ့သူရဲ့အတွက်ဒါဖြည့်ရှင်းနည်းလေးကိုဒီနေ့ဒီဗီဒီယိုမှာပြပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့လုပ်ရမယ့်အချက်ကတော့ဒီအဖြစ်အပျက်တွေကိုတခြားပြန်ပြီးတော့စမ်းစစ်ပြီးတော့အကြောင်းရင်းကိုရှာဖွေကြည့်ရမယ်ပေါ့နော်သူဘာလို့ကပေါ်ရေးဆက်ဆက်ဖြစ်သွားတာလဲစိတ်ကမသိဖြစ်သွားတာအကြောင်းကိစ္စတစ်ခုများရှိလို့လားဆိုပြီးအကြောင်းပြချက်ကိုရှာဖွေကြည့်ရမှာအဲ့တော့ဒီကိစ္စကလေပြောရမယ်ဆိုရင်ကိုတယောက်တည်းသူ့ကိုစကားပြောချင်နေုံနဲ့မပြီးဘူးသူကလေကိုကိုပြန်လည်စကားပြောပြီးဖြည့်ရှင်းခြင်းသိရှိမှဒါနှောင်းနှစ်ဖက်ပြေလည်ခြင်းသိရှိမှဒါပြေလည်မဲ့ကိစ္စပေါ့နော်အဲ့လိုအကြောင်းပြချက်လည်းရှောင်မတွေ့ဘူးဆိုရင်တော့နံပါတ်2အနေနဲ့တော့မှာတော့ကိုမှာအပြစ်မရှာဘူးပေါ့နော်စိတ်ထားနူးညံ့တဲ့သူတွေကိုချင်းစာသိပြီးရှိရတဲ့သူတော်တော်များပြဿနာတစ်ခုဖြစ်အပြစ်ကိုကိုယ်တိုင်စီမှာပဲရှာတယ်အဲ့ဒါမှားတယ်ကိုလည်းချစ်တတ်ဖို့ကိုလည်းအကောင်းဆုံးနေဖို့ငါပို့ပြီးတော့ကောင်းတဲ့သူနဲ့ထိုက်တန်နေဆိုရဲ mindset ရှိဖို့လည်းလိုတယ်ဘောင်းနေထားတတ်ဖို့လည်းလိုတယ်တခုခုဆိုရင်ကိုပြစ်ပဲငါမှားသွားတာပဲငါသူ့ပို့ပြီးတော့ကောင်းကောင်းဆက်ဆံမှအဲ့လိုမျိုးလဲတွေးစရာမလိုပေါ့နော်ဘာလို့လဲဆိုတော့အမြင်မတူတာတွေဆိုတာရှိနိုင်တယ်အမြင်မတူတွေရှိတိုင်းဒါမခေါ်တော့ကြီးဆိုရင်ဒါမှားနေတာပဲတစ်ဖက်လူရဲ့မှားနေတဲ့ mindset ကြောင့်ပဲဖြစ်တယ်ဒါကြောင့်မို့လို့ကိုလည်းပြစ်တင်မှုမလိုပေါ့နော်နောက်တစ်ခုကကြတော့ဒီအများစုမှားကြရဲ့မှာပေါ့နော်ကိုမခေါ်ချင်တဲ့သူအတင်းအောက်ကြနောက်ကြလိုက်ပြီးတော့ခေါ်တာသူကကိုနဲ့စကားမပြောချင်မပတ်သက်ချင်ဘူးဆိုတာကိုရဲ့အတ္တတစ်ခုချောင်းနဲ့တက်တူသွားပြီးတော့စကားကြီးလိုက်ပြောလိုက်ရောဖြည့်ရှင်းနေလို့ထင်မယ်ဖြည့်ရှင်းနေမဟုတ်ဘောနော်ကိုကဒီလူနဲ့အဆင်ပြေနေတာပဲတည်အဆင်ပြေနေတာပဲတည်ပြီးစကားကြီးလိုက်ပြောလိုက်ရောနေတော့လေဒါဘာမှမထူးလာဘူးပေါ့နော်ခေါ်ချင်တဲ့သူလိုက်ပြီးတော့အောက်ချနောက်ချမခေါ်ပါနဲ့ဒီစားပဲကိုမှသူကလွဲပြီးတော့တခြားပေါင်းစရာတငယ်ချင်းတွေအများကြီးရှိကိုတမ်းမိုးထားတဲ့သူကိုချစ်တဲ့သူပဲပို့ပြီးတော့ရှင်းနေလိုက်ယုံကြည်ပေးလိုက်ကိုမကြည့်တဲ့သူကဘာလို့ကြည့်မှာမဟုတ်အဲ့ဒါဆိုတော့သူတို့ကိုရရနေအလိုလျောက်ထွက်သွားခြင်းနဲ့ထွက်သွားခွင့်ပြလိုက်တာအကောင်းဆုံးအခြေအနေပဲဖက်ကပြန်ပြီးတော့တွေးခြင်းဒီလိုမျိုးတကူကောင်းသမားတွေနဲ့စောစီအဆက်အသွယ်ပြတ်တာပူလောင်ကောင်းတယ်လို့ပဲတွေးနောက်တစ်ခုကကြတော့အမြဲတမ်းတင်ယူနေတတ်ဖို့လိုတယ်ပေါ့နော်လူတိုင်းကဒီကိုဘွားတွေကိုရောက်လာတာသင်ခန်းစာတွေပေးဖို့ပဲဒီလူနဲ့ဒီလိုမျိုးကြုံရတယ်ဆုံရတယ်ဆိုတာကသင်ခန်းစာအနည်းဆုံးတစ်ခုကတော့ပေးဖို့ရှိနေကြတာပဲသူတို့စီကတင်ယူစရာဆိုတာအများကြီးရှိတယ်အဲ့တော့ဒီလိုမျိုးကိုစိတ်ပိုင်းဆိုင်ရာလက်လူရှုပြီးတော့နှိပ်စက်နေတဲ့သူတွေစိတ်ဆင်းရအောင်လုပ်နေတဲ့သူတွေကလည်းသူတို့မှလည်း lesson တစ်ခုတော့ရှိရလို့ပဲတွေးနောက်ဆုံးချက်အနေနဲ့ကတော့အမြဲတမ်းကျေးဇူးတင်တတ်ဖို့လိုတယ်ဘာလို့လဲဆိုတော့ကာမဆိုတာရှိရဝိကျွေးဆိုတာရှိရအမြဲတမ်းကိုပြုတိကံကိုစီကိုပဲ့တင်ပန်းနေနဲ့ပြန်ရောက်လာတာကြီးပဲသူ့ငါ့ကိုဒီလိုဆက်ဆံရလေချင်းဆိုပြီးတော့မုံတိပြိုင်ဆိုင်လို့စိတ်တွေလည်းထားစရာမလိုဘူးသူ့ကြောင့်ကိုမှရှိရဲ့စိတ်ကိုညံ့အောင်လုပ်စရာလည်းမလိုဘူးအမြဲတမ်းချုံမြင်တဲ့အတွေ့အကြုံတွေကြီးပဲရနိုင်တာမဟုတ်ဘွားဆိုတာဒီလိုမျိုးခါတိရဲ့အတွေ့အကြုံတွေရရင်ရမှာပဲဒါတွေကကိုယ့်ရဲ့ mental stability ကိုပို့ပြီးတော့မြင့်တင်အောင်လုပ်မဲ့စေကောင်းတစ်ခွက်လိုပဲသဘောထားပြီးတော့ကြော်ဖြတ်နိုင်အောင်လုပ်ဖို့လိုတယ်အနည်းချုပ်ကတော့ကိုပို့ပြီးတော့ဦးစားပေးတတ်ရမယ်ပို့ပြီးတော့ချစ်တတ်ရမယ်အားလုံးပဲဒီလို toxic people တွေနဲ့ဝေးရဲ့ပတ်ဝန်းကျင်မှာတငယ်ချင်းကောင်းတွေကိုတန်ဖိုးထားတဲ့သူတွေနဲ့အမြဲတမ်းချစ်ခင်ရှိနိုင်ကြပါစေနော်နောက်ဘက်ဗီဒီယိုမှာပြန်တွေ့မယ်